Hello guys အခုဗီဒီယိုလေးကတော့ချင်းမိုင်ရဲ့ဒေါင်းတောင်းထဲမှာရှိတဲ့ Royal Lana Hotel မှာတွားတက်ခဲ့တော့က room tour လေးပဲဖြစ်ပါတယ်။ကျမတို့တည်ခဲ့တဲ့အခန်းက2ယောက်ခန်းလေးဖြစ်ပြီးတော့အခန်းရဲ့ဝင်ချင်းညာဘက်မှာဆိုလို့ရှိရင်ရေချိုးခန်းအိမ်သာရှိပြီးတော့ရေချိုးခန်းထဲမှာဆိုလို့ရှိရင်လည်းဘက်ထပ်လည်းပါပါတယ်။အခန်းထဲမှာလည်းဂရင်နှလုံးပါတဲ့အပြင်ကျဲကျဲဝန်းဝန်းရှိရာကြောင့်တငယ်ချင်းတွေနဲ့လာမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေမှာပါ။ room tour လေးကိုညဘက်ရောက်ချင်းမှရိုက်ထားတာမို့လို့အခုကတော့ room night view မြင်ရတာပေါ့နော်။မနက်ပိုင်းမှာဆိုရင်လည်းနေထွက်တဲ့အချိန်ကတော်တော်လေးကိုလာပါတယ်။မနက်ရောက်တော့မှဟိုတယ်ရဲ့ဘေးနားမှာတရုတ်ပုံချောင်းရှိတာကိုသိခဲ့ပါတယ်။ dining room ထဲမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးပတ်ဆက်ပကြီးကားလေးကိုချိန်ဆွဲထားပါတယ်။ဟိုတယ်ရဲ့ဝန်ဆောင်မှုထဲမှာ breakfast လည်းပါပြီးတော့မီနူးတွေကတော့ထမင်းကျော်ဖတ်ထိုင်းနဲ့လူကြီးတွေအတွက်ဆန်ပြုတ်တယ်အခြား side dish နည်းနည်းပါတယ်ပေါ့နော် breakfast menu တွေကတော့ကျမတည်းရဲ့2ရက်လုံးမပြောင်းပါဘူး2ရက်လုံးတူတူပါပဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် see you in the next video bye bye